ဒီနေ့မနေ့ចောင်းစုံစမ်းနဲ့မိဘတယောက်စီကနေပြီးတော့ထူးထူးဆန်းဆန်းစကားလေးတစ်ခုကြားကျွန်တော်တော်တော်စိတ်ဝင်စားတယ်အဲ့ဒီစကားလေးကိုလေအဓိကဘာလဲဆိုတဲ့အခါကျတော့အခုဒီ IGCSE ပဲဖြစ်ဖြစ် OSSD ပဲဖြစ်ဖြစ် GED ပဲဖြစ်ဖြစ်ပေါ့နော်အခုကចောင်းသားတွေကလည်းမြန်မာចောင်းသားတွေကလည်းဒီဂျွန်လာဇန်ဆိုလို့ရှိရင်တို့အောင်စင်းတွေထွက်ပြီပေါ့နော်စနစ်တန်အောင်စင်းတွေထွက်ပြီအလားတူပဲဒီ Cambridge IGCSE ကိုဘာလို့ဆိုတာလဲဒါကျွန်တော်တို့ဂျွန်မှာចောင်းပြီးကြဆို8လပိုင်းမှာပြန်ဖွင့်ကြတယ်ပေါ့အဲ့ကျတော့ចောင်းစုံစမ်းတဲ့သူတွေကများတာပေါ့နော်ဟိုဘက်ဒီဘက်ကူးပြောင်းတယ်ကျွန်တော်ကမေးတယ်ဟုတ်ပြီဟိုငွေကြေးအဖြစ်ဘယ်လောက်တက်နိုင်လဲဆိုတော့အဲ့ဒါတော့နိုင်ငံသားចောင်းထားတဲ့အထိပဲနိုင်ငံမဆိုကျမတို့မှာထားနိုင်တဲ့အင်အားရှိပါတယ်တဲ့။โอเคဒါဆိုရင်တော့ဟုတ်ပြီ။အဲ့တော့ចောင်းတွေကိုအခုစုံစမ်းနေဆိုတော့ကျွန်တော်လည်းစုံစမ်းတခြားចောင်းတွေစုံစမ်းမှာပေါ့ဟုတ်တယ်တဲ့။ဆိုတော့အဓိကကတဲ့ဟိုကျမတို့နေတဲ့နေရာနဲ့ပေါ့နော်ရန်ကုန်မြို့က traffic အရင်များတဲ့ခါကျတော့ရင်ကျော်ပိတ်ဆို့မှုအရင်များတယ်ဆိုတော့ကျမတို့နေတဲ့နေရာနဲ့မလန့်မကန့်မှာရှင်းတော့ကျမတို့ပို့သဘောကျတယ်တဲ့။နောက်တစ်ခုတဲ့အကယ်၍နည်းနည်းပို့သွားမယ်ဆိုရင်လေတဲ့။ចောင်းထောင်နဲ့သူဘယ်သူလဲဆိုတော့ကျမတို့ကစီစစ်တယ်တဲ့ဟစ်တလာလူမျိုးចောင်းထောင်ထားတဲ့အဖွဲ့အစည်းမှာဆိုရင်တော့ကျမတို့သားသမီးကိုမထားနိုင်ဘူးတဲ့ဂန်ဒီလိုလူမျိုးတွေထောင်ထားတဲ့ចောင်းဆိုရင်တော့ကျမနည်းနည်းလှမ်းပါစီသွားမယ်တဲ့ဒုက္ခခံပြီးတော့တဲ့အဲ့စဉ်းစားနေရတော့ကျွန်တော်တခါမှမကြုံဘူးပေါ့နော်ကျွန်တော်အဲ့မျိုးသမီးကိုအဲ့ကလေးမိဘကိုကျွန်တော်လုံးဝကျွန်တော်လေးစားပါတယ် respect ပါเนาะ